ဒီနေ့ဒီဗီဒီယိုကဆိုလို့ရှိရင်တော့ဒီဂျပန်စာလေ့လာနေတဲ့လူတိုင်းအတွက်ကိုရည်ရွယ်ပါတယ် N3 တို့ N2 level တို့ပေါ့နော်ဒီလိုမျိုး certificate တွေကင်ထားပေမဲ့ကိုယ့်ရဲ့ဂျပန်စာပေါ့နော်ဒီ speaking skill ကဆိုလို့ရှိရင်ကျမတို့ဒီ basic level ပဲဖြစ်နေတာမျိုးတွေပေါ့နော်ဒီလိုမျိုးတွေပြောလို့ကျမတို့လည်းမေးခွန်းထုတ်လိုက်မယ်ပေါ့နော်နင်ကရောနင်ကင်ထားတဲ့ certificate နဲ့နင်ရဲ့ speaking skill ကပေါ့ balance ညီလားဆိုပြီးတော့မေးခွန်းထုတ်တဲ့လူတွေလည်းရှိကောင်းရှိလဲHello အားလုံးပဲမင်္ဂလာပါကျွန်မကတော့ Kisana Plus ကဝေးပဲဖြစ်ပါတယ်ကျွန်မဒီနေ့ဒီဗီဒီယိုမှာဆိုရင်ဘာအကြောင်းကိုပြပြပေးမလဲဆိုလို့ရှင်ပေါ့နော်ခုနောက်ပိုင်းပေါ့နော်ဒီကျွန်မတို့မြန်မာတွေပေါ့နော်ဂျပန်စာလေ့လာနေတဲ့သူတွေဆိုလို့ရှိရင်ကျွန်မတို့လွန်ခဲ့တဲ့ဒီ9နှစ်10နှစ်ကတော့လေ့လာတဲ့သူတွေနဲ့မတူတော့ဘူးပေါ့နော်အခုခေတ်ဒီမောင်လေးညီမလေးတွေကဆိုအရန်စူးစမ်းကြတယ်ပေါ့အရန်ကိုအားသုံးခွန်ဆိုင်လောက်ကြတာတွေကိုတွေ့ကြတယ်ပေါ့နော်ပြီးတော့အချိန်ခဏလေးအတွင်းမှာလည်းဒီလိုမျိုး N3 တွေ N2 တွေပေါ့နော်ဒီလို certificate တွေရသွားတဲ့သူတွေဆိုလို့ရှိရင်လည်းအများကြီးရှိရပေါ့နော်ဒီလို certificate တွေကိုကင်ထားပေမဲ့လည်းတစ်ဖက်မှာလည်းအားနည်းချက်တွေတွေ့ရတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုလို့ရှိရင်ဥပမာ N3 တို့ N2 level တို့ပေါ့နော်ဒီလိုမျိုး certificate တွေကင်ထားပေမဲ့ကိုယ့်ရဲ့ဂျပန်စာပေါ့နော်ဒီ speaking skill ကဆိုလို့ရှိရင်ကျမတို့ဒီ basic level ပဲဖြစ်နေတာမျိုးတွေပေါ့နော်ပြီးတော့လို့ရှိရင်ဒီအလုပ် interview တွေပဲဖြစ်ဖြစ်ဒီကျောင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဥပမာ college တက်တာပဲဖြစ်ဖြစ်ပေါ့နော်ဒီ university တစ်ခုခုပေါ့နော်တက္ကသိုလ်တက်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးနေရာမျိုးမှာဆိုလို့ရှိရင်ဒီဂျပန်စာ level က N2 တို့ N1 တို့ရေးထားပေမဲ့အဲ့လောက်ထိပြောမနိုင်ပေါ့နော် basic လောက် level လောက်ပဲဖြစ်ပြီးဒီ level ကနေမတိုးတက်တာမျိုးတွေအဲ့လိုမျိုးအခြေအနေအများကြီးတွေ့ရတယ်ပေါ့အဲ့တော့ဒီဗီဒီယိုမှာဆိုလို့ရှိရင်အခုမှဂျပန်စာကိုဒီစပြီးတော့လေ့လာမဲ့သူတွေဒါမှမဟုတ်လို့ရှိရင်လေးလာနေစေသူတွေပြီးတော့ခုနပြောခဲ့တဲ့အခြေအနေမျိုးနဲ့ကိုက်ညီတဲ့သူတွေဆိုလို့ရှိရင်တော့ဒီဗီဒီယိုကိုအဆုံးထိဆက်ပြီးတော့ကြည့်ပေးကြပါလို့ပြောချင်ပါတယ်အဲ့တော့ပထမဦးဆုံးအနေနဲ့ဆိုလို့ရှိရင်ဒီလိုမျိုးဖြစ်တဲ့ပြဿနာပေါ့နော်အခြေအနေကိုကျွန်တော်ပြန်ပြီးတော့စဉ်းစားကြည့်လိုက်တဲ့အခါမှာဆိုလို့ရှိရင်ဒါကဂျပန်စာဒီစာမေးပွဲပုံစံပေါ့နော်ဂျပန်စာမေးပွဲပုံစံလေးနဲ့လည်းဆိုင်နေပြီးတော့နောက်တစ်ခုကကျတော့ဒီဂျပန်စာတင်တဲ့ဒီ market ပေါ့နော်အခြေအနေနဲ့လည်းအများကြီးသက်ဆိုင်တယ်လို့ထင်တယ်အဲ့တော့ပထမဆုံးချက်အနေနဲ့ဆိုလို့ရှိရင်ဒီဂျပန်စာမေးပွဲမေးခွန်းပုံစံပေါ့နော်ဒီဂျပန်မှာဆိုလို့ရှိရင်ဒီဂျပန်စာပေါ့နော်ဂျပန်စာနဲ့ပတ်သက်ပြီးတော့ဒီစာမေးပွဲတွေကတော့အများကြီးရှိရပေါ့နော်ဒါပေမဲ့ဒီကျမတို့မြန်မာနိုင်ငံမှာရောတခြားအေရှန်နိုင်ငံတွေမှာရောအများလူသိများပြီးတော့ခေတ်စားတာကျတော့ JLPT ပေါ့နော် JLPT ကကျတော့ပို့ပြီးတော့နာမည်ကြီးပြီးတော့လူတွေတော်တော်များများဖြေချတဲ့စာမေးပွဲပေါ့နော်တခြား EJU တို့စာမေးပွဲတွေလည်းရှိရောရှိပေမဲ့ဒီ JLPT ကဒီဂျပန်နိုင်ငံကအတိအမှတ်ပြုတဲ့ဒီစာမေးပွဲဖြစ်တဲ့အတွက်ကြောင့်မလို့တခုခုဒီ language school နဲ့လာတာပဲဖြစ်ဖြစ်ဥပမာဒီ work visa တို့ဘာလို့ပေါ့နော်ဒီအလုပ်လျှောက်တဲ့အခါမျိုးတခုတကီမျိုးတွေပဲဖြစ်ဖြစ်ဒီလိုမျိုးအလုပ်တွေနဲ့လာတဲ့အခါမှာဆိုလို့ရှိရင်လည်း JLPT level နဲ့ပဲဆုံးဖြတ်ကြတဲ့အတွက်ကြောင့်မလို့ဒီ JLPT စာမေးပွဲတွေအောင်ဖို့အတွက်ကိုပို့ပြီးတော့အာရုံစိုက်ကြရတယ်ပေါ့နော်အဲ့တော့ဒီ JLPT မှာဆိုလို့ရှိရင်ဂျပန်စာလေ့လာနေတဲ့သူတွေဆိုလို့ရှိရင်သိတယ်ပေါ့နော်ဒီ N5 ကနေပြီးတော့ N1 level အထိပေါ့နော် level အနည်းကနေ level အမြင့်ထိရှိအဲ့တော့ဒီစာမေးပွဲမှာဆိုလို့ရှိရင်ကျွန်တော်ကြည့်ရတဲ့အခါမှာဆိုလို့ရှိရင်စာမေးပွဲမှာစစ်တဲ့ပုံစံမျိုးကဥပမာ vocabulary ပေါ့နော် vocabulary ရှိမယ်ပြီးတော့လို့ရှိရင်ကျွန်တော် writing ရှိမယ် grammar ရှိမယ်ပေါ့နော်ပြီးတော့လို့ရှိရင်ကျွန်တော် listening ရှိမယ်ဒါပေမဲ့ speaking ဆိုတဲ့ဒီစာမေးပွဲက JLPT ထဲမှာမပါဘူးလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ကျောင်းသားတွေအနေနဲ့ကဒီ JLPT ကိုဒီအောင်ဖို့အတွက်ဆိုလို့ရှိရင် speaking test ကမပါတဲ့အတွက်ကြောင့်မလို့ speaking test ကိုကျောင်းသားတွေကအဲ့လောက်ထိအထူးတက်တယ်မလေးလားအဲ့တော့မြန်မာနိုင်ငံမှာရှိတဲ့ဂျပန်စာကျောင်းတွေကိုနိုင်ကိုကဒီလိုမျိုး JLPT နဲ့သင်ပေးရတဲ့အတွက်ကြောင့်လို့ speaking class ကိုမဖွင့်ကြတဲ့ကျောင်းတွေကတော်တော်လေးကိုများတယ်ပေါ့အဲ့တော့မြန်မာ Japanese speaker တော်တော်များများက speaking မှာတော်တော်လေးကိုအားနည်းချက်ရှိရပါတော့အဲ့တော့ဂျပန်စာနဲ့အပြိုင်ကျမတို့ဒီအင်္ဂလိပ်စာသင်တန်းကျောင်းတွေကိုကျမတို့ပြန်ပြီးတော့ကြည့်ရတဲ့အခါမှာဆိုလို့ရှိရင်လည်းဒီအင်္ဂလိပ်စာမှာဆိုလို့ရှိရင်လည်းပေါ့နော်ဒီ level test တွေရှိရဒီ IELTS တို့ TOEIC တို့ TOEFL ဒီလိုစာမေးပွဲတွေရှိရဆိုပေမဲ့သူတို့ကကြောင့်ဒီလို level လိုက်နဲ့ခွဲတာမဟုတ်ဘဲနဲ့အမှတ်နဲ့သွားတာပေါ့နော်အမှတ်နဲ့သွားတဲ့အခါမှာဘယ်အမှတ်ကနေဘယ်အမှတ်အထိဆိုလို့ရှိရင်တော့ bell level ရှိရဲဆိုတဲ့ဥစ္စာမျိုးပေါ့နော်သူတို့ကကြတော့ဒီလိုမျိုး basic pre intermediate ပြီးတော့လို့ရှိရင် intermediate advanced level အဲ့လိုပုံစံမျိုးနဲ့တွားကြရတယ်ပေါ့နော်အဲ့တော့အဲ့ဒီဖြေထဲမှာဆိုလို့ရှိရင်လိပ်စာသင်တန်းချောင်းနေရဆိုလို့ရှိရင် 4 skill ကိုဦးစားပေးပြီးတော့သင်ကြရတယ် listening speaking reading writing ပေါ့နော်အဲ့ဒီ4 skill ဦးစားပေးတင်တယ်အဲ့ဒါကိုမှဒီမျိုး IELTS တို့ TOEIC တို့ပဲဖြစ်ဖြစ်အဲ့လိုမျိုးစာမေးပွဲတွေကို
ဖြေချင်တဲ့သူတွေဆိုလို့ရှင်เนาะဒီဟာတွေကိုလေ့ကျင့်ပေးရဲပေါ့เนาะဒီ old question တွေ practice လုပ်ပေးတဲ့ဒီ class တွေကိုတက်ပြန်ပြီးတော့တက်ကြတယ်ပေါ့အဲ့တော့အင်္ဂလိပ်စာကိုလေ့လာတဲ့ပေါ့เนาะ English learner တွေကကြတော့ဒီလိုမျိုး 4K ကို basically ပေါ့เนาะအခြေခံအားဖြင့်လေ့လာကြရတဲ့ကြောင့်မလို့အရန်ကြီး level ကကွာဟချက်တော့မရှိဘူးပေါ့เนาะဒါပေမဲ့အဲ့တော့ဒီလိုမျိုးပြောလို့ဒီလို 4K level မှာအကုန်လုံးက balance တူရမယ်လို့ပြောတာမဟုတ်ဘူးပေါ့เนาะလူတစ်ယောက်ရဲ့စာလေးလာပုံလေးလာနီးပုံမှာမူတည်ပြီးတော့ဥပမာ writing ကတော့ပို့ပြီးတော့တော်တယ်ဒါမှမဟုတ်လို့ရှိရင်ကျမတို့ဒီ reading ပို့တော်တယ်ဆိုတဲ့ဥစ္စာမျိုးကတော့သူ့အနေနဲ့သူရှိတယ်ဆိုပေမဲ့ဒီကျမတို့ဒီ Japanese speaker တွေပေါ့နော်ဂျပန်စာလေးလာနေတဲ့သူတွေတော်တော်များများကအဲ့လိုမျိုး advanced level ပေါ့နော်ဒီ JOQ level လောက် level ကတော်တော်လေးတော့ဒီမြင့်တယ်ပေါ့နော် certificate တွေတော့ကင်ထားတယ်ဒါပေမဲ့စကားပြောတော့ကလုံးဝ basic အခြေခံလောက်ပဲရှိတဲ့ဟာမျိုးတွေအများကြီးရှိတယ်ပေါ့နော်ဘာလို့ဒီဗီဒီယိုမှာဒီအကြောင်းအရာကိုပြောသလဲဆိုလို့ရှိရင်တခြားဂျပန်စာလေးလာနေတဲ့တခြားလူမျိုးတွေပေါ့နော်ဥပမာတရုတ်တို့ပဲဖြစ်ဖြစ်ကိုရီးယားပဲဖြစ်ဖြစ်ဒီဗီယက်နမ်တို့ပဲဖြစ်ဖြစ်မြန်မာလူမျိုးတွေနဲ့ဒီဂျပန်စာ scale ကိုတွားပြီးတော့ရှင်းကြည့်လိုက်မယ်ဆိုလို့ရှိရင်မြန်မာတွေကဆိုလို့ရှိရင် input လုပ်တဲ့အရင်ကောင်းတယ်ပေါ့ဥပမာ vocabulary တွေပဲဖြစ်ဖြစ်ဥပမာဒီ grammar တွေပဲဖြစ်ဖြစ်မြန်မာတွေတော်တော်များများကဒီစကားလုံးရဲ့အဓိပ္ပာယ်တွေလုံးဝအားလုံးကိုဒီစကားလုံးတွေ့လို့ရှိရင်ဒီဟာဘာအဓိပ္ပာယ်လဲဆိုတာမျိုးကိုတော်တော်များများတခြားလူမျိုးတွေထပ်ပို့ပြီးတော့နားလဲကြဒါပေမဲ့ကျမတို့ဒီမြန်မာတွေတော်တော်များများပေါ့နော်ဂျပန်အမြန်သွားခြင်းနဲ့ GLPT certificate အမြန်ယူခြင်းနဲ့ဆိုတဲ့စိတ်နဲ့ဒီစပွဲပေါ်မှာစာအုပ်အပတ်တက်ကုတ်အဲ့လိုမျိုးတွေစူးစမ်းနေတဲ့အတွက်ကြောင့်မလို့သူတို့က input အားကတော့အရန်ကောင်းဒါပေမဲ့ output လုပ်တဲ့အခါမှာအရန်ကိုအားနေတယ်ပေါ့နော်အဲ့လိုမျိုး output အားနေတဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးဒီ speaker နဲ့ကိုယ့်ရဲ့ရှိတဲ့ level ကိုကင်ထားတဲ့ certificate နဲ့အများကြီးကွာဟနေတာမျိုးတွေကိုတွေ့ရတာပေါ့နော်ဒီလိုမျိုးပြဿနာမျိုးကိုဘယ်လိုလုပ်မလဲဆိုလို့ရှိရင်ကျမတို့ကဒီတနေ့မှဆိုလို့ရှိရင်စာလုပ်တဲ့အချိန်ကို input လုပ်တဲ့အချိန် input လုပ်တယ်ဆိုတာကျမတို့ဒီ grammar form ကိုဒီ grammar form ကိုကြက်မယ်ဒီ grammar form မှတ်မယ်ဒီ vocabulary ကိုကျမတို့ကကြက်တယ်မှတ်တယ်ဆိုလို့ရှိရင်အုံနောက်ထဲကိုထည့်တာပေါ့နော်ဒါတွေကိုမှတ်လိုက်တဲ့ဟာမျိုးဒါကို input လို့ခေါ်တယ်အဲ့ဟာကို input 2 နာရီလုပ်တယ်ဆိုလို့ရှိရင်ကျမတို့ output ကိုအနည်းဆုံး1 နာရီလောက်လုပ်ပေးရမယ်ပေါ့နော်အဲ့ဒါမှကိုယ့်ရဲ့ဒီ level ကအရန်မကွာမှာပေါ့နော်အခုမှစပြီးတော့ဂျပန်စာကိုစပြီးတော့လေ့လာတဲ့ N5 N4 သမားတွေဆိုလို့ရှိရင်တော့ဒါအများကြီးအခုချိန်မှာဒီလိုမျိုးနောက်ပိုင်းမှာဒီလိုမျိုးပြဿနာမျိုးတွေဖြစ်နိုင်တယ်ဆိုတာကိုသိလို့ရှင်အခုတွေကစပြီးတော့ပြင်ဆင်ပြီးတော့လုပ်လို့ရတယ်ပေါ့နော်ဒါပေမဲ့အခု level က N2 level လောက်ရောက်သွားနေပြီဒါပေမဲ့ဒီလိုမျိုးအရင်ကွာဟချက်ရှိနေသေးတယ်ဆိုလို့ရှင်နေတိုင်းဒီလိုမျိုး sharing လုပ်တာမျိုးတွေပေါ့နော်ပြီးသွားလို့ရှင်ဒီ output ကိုများလုပ်တာမျိုးတွေဥမာ listening ပေါ့နော် output လုပ်ဖို့အတွက်ကိုကျွန်တော်တို့ listening အများကြီးနားထောင်တယ်ပြီးသွားလို့ရှင်ကိုယ့်အနေကို speaking ကို practice လုပ်တာမျိုးတွေလုပ်ဖို့ပို့ပြီးတော့လိုအပ်တယ်ပေါ့နော်အခုဆိုလို့ရှိရင်ကျမတို့ဒီ chat GPT တို့လိုမျိုး AI တွေလည်းပေါ်လာတဲ့အတွက်ကြောင့်မလို့ကျမတို့ဒီ language ကိုအရင်တော့ဆိုလို့ရှိရင်ပေါ့နော်ကျမတို့ဒီအရင်တော့ကျမတို့မြန်မာနိုင်ငံမှာရှိနေတော့ဆိုလို့ရှိရင်ဒီလိုမျိုးရတွေမပေါ်နေသေးတဲ့အတွက်ကြောင့်မလို့ကျမတို့က speaker အနေနဲ့စကားရမ်းပြောချင်တယ်ပြောကြည့်ပေမဲ့ကိုယ့်ဘေးနားမှာဒီလိုမျိုး native speaker တွေပေါ့နော်ဂျပန်လူမျိုးတွေကလည်းမရှိဘူးဆိုလို့ချင်းကျမတို့စကားပြောဖို့အခွင့်အရေးကရန်ကိုနေပါတယ်ဆိုတဲ့အခြေအနေမျိုးတွေလည်းရှိရဆိုပေမဲ့အခုနောက်ပိုင်းဒီလိုမျိုး chat GPT တို့လို AI မျိုးတွေပေါ်လာရတဲ့ကြောင့်မလို့ဒီလိုမျိုး chat GPT နဲ့လည်းပေါ့နော်ဒီလိုမျိုး speaking ကို practice လုပ်တာမျိုးတွေလည်းလုပ်လို့ရတယ်ပေါ့နော်ပြီးတော့လို့ရှိရင်နောက်တစ်ခုကကြတော့ကျမတို့ဒီ YouTube မှာဆိုလို့ရှိရင်ဒီကိုယ့်ရဲ့ level နဲ့ကိုက်တယ်ပေါ့နော်ကိုက N5 level N4 level ဆိုလို့ရှိရင်အခုနောက်ပိုင်းဆိုလို့ရှိရင်ဥမာ Yu Sensei တို့ပေါ့နော် Yu podcast Akane Sensei တို့လိုမျိုးဒီလိုမျိုး podcast တွေကိုနားထောင်ပြီးတော့လေသူတို့ပြောတာတွေအနောက်ကလိုက်ပြောပြီးတော့လေပေါ့နော်ဒီလိုမျိုးစကားပြောကိုအများကြီးလေ့ကျင့်လို့ရတယ်ဒါပေမဲ့ဒီ Sensei တွေလုပ်တဲ့ podcast တွေကိုပဲအမြဲတမ်းနားထောင်နေရမယ်လို့လည်းမဆိုလို့ဘာကြောင့်လဲဆိုတော့ဒီလိုမျိုးဒီဂျပန်စာဆရာမတွေကကြတော့ဒီဂျပန်စာပေါ့နော်ဂျပန်စာလေ့လာနေတဲ့သူတွေဒီလိုမျိုးနားလေသဘောပေါက်အောင်လို့ဆိုတဲ့ဟာမျိုးနဲ့အလွယ်ကူဆုံးစကားလုံးတွေနဲ့ဖြည်းဖြည်းလေးတွေပြောကြတာပေါ့နော်ပြောပေးကြတဲ့အတွက်ကြောင့်မလို့ကျမတို့ကနားတော့လေဒါပေမဲ့အပြင်တကယ်လက်တွေ့ reality မှာဆိုလို့ရှိရင်တော့စကားပြောဂျပန်နေစကားပြောတာတွေကမြန်တယ်ပြီးသွားလို့ရှိရင်အဲ့လိုမျိုးဒီ vocab တွေကိုပေါ့နော်အဲ့လိုမျိုးလွယ်ကူစကားလုံးလေးတွေပဲသုံးပေးမယ်လို့ပြောလို့မရဘူးပေါ့နော်အဲ့အတွက်ကြောင့်မလို့ကျမတို့ကပုံမှန်တိုင်း YouTuber တွေရဲ့ YouTube channel တွေကနေပြီးတော့လေဒီလိုမျိုးသူတို့စကားပြောတာတွေကိုကိုကနောက်ကနေပြီးတော့ sharing လုပ်ပြီးတော့ like ပြောတာမျိုးတွေလေလုပ်ဖို့လိုအပ်တယ်ပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးဂျပန် YouTuber လို့ပြောလို့ပေါ့နော် YouTuber တိုင်းရဲ့ဗီဒီယိုတွေကိုသွားပြီးတော့နားထောင်ရမယ်လို့မဆိုလို့ပေါ့နော်နည်းနည်းလေးစီစစ်ဖို့လည်းလိုတယ်
တချို့ဂျပန်နေဆိုလို့ရှိရင်လေဒီဂျပန်စကားပြောတဲ့အခါမှာဆိုလို့ရှိရင်အဲ့လိုမျိုးမရင်ကျေးတဲ့အသုံးနှုန်းပုံစံမျိုးတွေကိုပြောရဲဆိုလို့ရှိရင်သူပြောတဲ့ဟာကိုပဲကိုကအမြဲတမ်းနားထောင်ပြီးတော့ sharing လုပ်သွားမယ်ဆိုလို့ရှိရင်လေကိုကသူ့ပုံစံကြီးဖြစ်သွားပြီးတော့ကိုယ့်စကားပြောကိုယ့်ရဲ့ဂျပန်စာကအဲ့လိုမရင်ကျေးတဲ့အသုံးနှုန်းတွေလည်းဖြစ်လာနိုင်တဲ့အတွက်ကြောင့်မလို့ YouTube channel ရွေးတဲ့အခါဆိုလို့ရှိရင်လေတေးသေးချာချာလေးရွေးဖို့လည်းလိုအပ်တယ်ပေါ့နော်တစ်ခုကကြတော့ဒီလိုမျိုး YouTube ကနေပြီးတော့ဒီလိုမျိုး podcast တွေနားထောင်တဲ့အခါမျိုးမှာပဲဖြစ်ဖြစ်ကိုက sharing လုပ်တဲ့အခါမျိုးမှာဆိုလို့ရှိရင်ဒီဂျပန်စာလေးလာမယ်ဆိုတဲ့စိတ်ကြီးကိုအရင်ကြီးထည့်ပြီးတော့လုပ်တယ်ဆိုလို့ရှိရင်အချိန်တစ်ခုကြာလာတဲ့အခါကျလို့ရှိရင်နည်းနည်းပင်ပန်းလာတာမျိုးတွေလည်းဖြစ်တတ်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ကိုကဘလို့အကြောင်းအရာမျိုးစိတ်ဝင်စားလဲဥပမာ main ကလေးဆိုလို့ရှိရင်ဥပမာဒီလိုမျိုးအလှပနဲ့ဆိုင်တာမျိုးတို့ဒီလိုမျိုး lifestyle တွေပါနေနဲ့ပေါ့နော်အဲ့လိုမျိုးဒီ vlog လေးတွေကိုသဘောကျတယ်ဆိုလို့ရှိရင်လည်းအဲ့လိုမျိုး YouTuber လေးတွေဗီဒီယိုတွေပေါ့နော်အဲ့လိုမျိုးတွေကိုလည်းနားထောင်တာလည်းကောင်းတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကိုစိတ်မဝင်စားတဲ့အကြောင်းအရာမျိုးစာလေးလာနေတယ်လို့မျိုးလေးလာတဲ့အခါမှာဆိုလို့ရစိတ်မဝင်စားနေတဲ့အတွက်ကြောင့်မလို့ရှေ့ဆက်ပြီးတော့မလုပ်ဖြစ်တာမျိုးတွေပြီးသွားလို့ရှိရင်ဒီနည်းနည်းလေးပင်ပန်းတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ကိုစိတ်ဝင်စားတဲ့အကြောင်းအရာမျိုးတွေမှာနည်းနည်းလေး category တစ်ခုကိုရွေးပြီးတော့နားထောင်ပြီးတော့ဒီလိုမျိုး sharing လုပ်တင်တယ်လို့ထင်တယ်ပေါ့နော်ပြီးတော့နောက်ဆုံးအနေနဲ့သတိပေးချင်တာတစ်ခုကကျတော့ကျွန်တော် language လေ့လာရဲဆိုတာကဥပမာတခြားရွေချက်တွေတော့ရှိလိမ့်မယ်ပေါ့နော်ဒီဂျပန်သွားချင်လို့ပြီးသွားလို့ရှိရင်ဂျပန်မှာ language school တက်ချင်လို့ကျောင်းအလုပ်နဲ့သွားချင်လို့ဆိုရဲအဲ့လိုမျိုးရွေချက်တွေကတော့အသီးသီးရှိမယ်ဒါပေမဲ့ဘာသာစကားဆိုတာကတယောက်နဲ့တယောက်နဲ့ communicate လုပ်ဖို့အတွက်ကိုရည်ရွယ်တာပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်အဲ့တော့ communicate လုပ်တဲ့အခါမှာဆိုလို့ရှိရင်ကိုပြောတဲ့စကားကိုတစ်ဖက်လူကနားလဲပြီးတော့တစ်ဖက်လူပြောတဲ့စကားကိုကနားလဲတယ်ဆိုလို့ရှိရင်ဒါကဒီ communicate မှာ okay တယ်ပေါ့နော်တခြားအလုပ်လုပ်တဲ့အခါမှာဆိုလို့ရှိရင်တော့ business Japanese တွေလိုတာတွေလည်းရှိကောင်းရှိနိုင်တယ်တယောက်နဲ့တယောက်နဲ့ communicate ကောင်းကောင်းလုပ်ဖို့အတွက်ကိုဒီလိုဘာသာစကားဆိုတာကလေးလာရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဥပမာကျမတို့က vocab တစ်လုံးကိုကျမတို့ဒီနေ့တစ်နေ့မှာ vocab တစ်လုံးကိုကျမတို့လေ့လာတယ် vocab တစ်လုံးကိုမှတ်တယ်ဆိုလို့ရှိရင်ဒီ vocab ကိုကျမတို့ကဒီ vocab ရဲ့အဓိပ္ပာယ်ကဘာလဲလို့တစ်ဖက်လူကမေးရဆိုလို့ရှိရင်ကျမတို့ကဒီဟာကိုမှတ်ထားတဲ့အတွက်ကြောင့်မလို့ဒီအဓိပ္ပာယ်ကိုကျမတို့ကနားလည်တယ်ဒါပေမဲ့ဒီ vocab ကိုသုံးပြီးတော့ကျမတို့ကဝါကြတွေတိဆောက်မယ်ကိုယ့်ရဲ့စကားပြောမှာဒီ vocab ကိုသုံးပြီးတော့ပြောဖို့လည်းလိုအပ်တယ်ပေါ့နော်grammar ဆိုလဲ grammar လျောက်ပေါ့နော်ကိုကဒီ grammar ကိုမှတ်ထားတယ်လေ့လာထားတယ်ဆိုတာစာမေးပွဲဖြေဖို့ဟာတခုတည်းမဟုတ်ဘူးပေါ့နော်တကယ်လက်တွေ့မှာလည်းဒီကိုမှတ်ထားတဲ့ grammar ကိုက apply လုပ်မယ်တည်တည်ချာချာပြန်ပြီးတော့ကိုယ့်ရဲ့ဒီစကားပြောတွေမှာထည့်ပြီးတော့သုံးမယ် email တွေမှာထည့်သုံးတယ်ဒီလိုမျိုးတွေကိုလုံနိုင်တယ်ဆိုမှဒီဘာသာစကားတွေကိုလေ့လာရတဲ့အခါမှာဒီလိုမျိုး vocab အသစ်တွေ grammar အသစ်တွေကိုကျွန်တော်မှတ်သားရတာကအဓိပ္ပာယ်ရှိမှာပေါ့အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်စာမေးပွဲဖြေဖို့ဟာတခုတည်းပဲဖြစ်သွားလိမ့်မယ်ပေါ့နော်တကယ်တမ်းဂျပန်ရောက်လာတဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်ဒါအခက်အခဲတွေအဆင်မပြေတာတွေဖြစ်တတ်တယ်ပေါ့နော်ဒီလိုမျိုးတွေပြောလို့ကျမကိုလည်းမေးခွန်းထုတ်လိုက်မယ်ပေါ့နော်နင်ကနင်ကင်ထားတဲ့ certificate နဲ့နင်ရဲ့ speaking skill ကပေါ် balance နီလားဆိုပြီးတော့မေးခွန်းထုတ်တဲ့လူတွေလည်းရှိကောင်းရှိလိုက်မယ်ပေါ့နော်ဒါပေမဲ့ကျမလည်းဂျပန်ကိုစပြီးတော့ရောက်တဲ့အချိန်မှာတော့က N2 level ရှိရပေါ့နော်ဒါပေမဲ့သူများပြောတာတွေအကုန်လုံးနားလေတယ်ဒါပေမဲ့ကိုယ့်ဘက်ကနေပြီးတော့ပြန်မပြောနိုင်တဲ့အခြေအနေမျိုးတွေဒီလိုမျိုး speaking skill ကရမ်းညံ့ခဲ့တဲ့အခြေအနေမျိုးတွေဖြစ်ခဲ့တယ်ပေါ့နော်အဲ့တော့ဒီဂျပန်ဆက်စားရောက်ချင်းမှဆိုလို့ရှိရင်အလုပ်လုပ်တဲ့ခါမှာနည်းနည်းအခက်အခဲရှိတဲ့အခါမျိုးမှာဒီလိုမျိုးကတော့အဆင်မပြေဘူးဆိုပြီးတော့အဲ့လိုမျိုးတစ်နှစ်လောက်ကိုပေါ့နော်ဒီအရန်ကြီး sharing တွေလုပ်ပြီးတော့ပေါ့နော်ဒီ speaking ကိုတော်တော်လေးအားစိုက်ပြီးတော့လုပ်ခဲ့ရတဲ့အခြေအနေမျိုးတွေဖြစ်တယ်ပေါ့နော်ဒါပေမဲ့အခုမှဂျပန်စာကိုစပြီးတော့လေ့လာနေတဲ့မောင်လေးညီမလေးတွေ level အရန်ကြီးအမြင့်ကြီးကိုမရောက်သေးတဲ့လူတွေဆိုလို့ရှိရင်တော့လုံးဝကိုမှီနိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျမကြုံတွေ့ခဲ့တဲ့အခက်အခဲတွေပြဿနာတွေပေါ်မှာမူတည်ပြီးတော့ဒီနေ့ဒီဗီဒီယိုထဲမှာဒီအကြောင်းအရာလေးကို sharing လုပ်ပေးတာဖြစ်ပါတယ်အဲ့တော့အားလုံးပဲဒီဂျပန်စာလေ့လာတဲ့အခါမှာအခက်အခဲမရှိပဲနဲ့ချောချောမွေ့မွေ့လိုရာပန်းနိုင်ခရီးကိုရောက်ကြပါစို့ဆုတောင်းပေးပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့မယ် bye bye